ဘာစကားပြောရလဲအနာချီလို့ဆက်လာတာမရမင်းထိုးကန်နေတော့ကြောက်ရလားရကြည့်အောင်လေးကြောက်ချက်ကပမလည်းမမြင်ရဘူးနည်းနည်းရမ်းခောက်ကြည့်အောင်လေးနော်ဘာကြောက်ရိုက်ဖက်အောင်မဟုတ်ဘူးရန်နဲ့ခါမေးကြောက်မျိုးမကောင်းလို့လေမပဲ့သွားတာမကောင်းအောင်ကြောက်လေကြောက်ဆိုမှလည်းမျိုးမမရမျိုးမရလို့မျိုးနုနုပဲ့ရလေဘာကြောက်ပဲ့သွားပြီမပြန်ရုံပေးနော်လူစော်ကားရမင်းဘာစော်ကားလဲမေးကြောက်လေပဲ့သွားငါ1000ကျော်ပေးလေမလောက်လို့လားရော့ဘာဘောတော့ဘာဘောလို့你ကြောက်လို့ကိုရဲလည်းမျိုးမရငါကြိုင်မဲ့အပိရပဲဟုတ်တယ်မင်းကမဖြစ်ချင်နဲ့ပတ်စံမလို့ချင်ငါဒီကြောက်ဒီပုံစံဒီအထိုင်နဲ့ပြန်ရှာပေးဒီမြေစာပေါ်မှာလာတာမင်းလုံးလိုမျိုးကြောက်လာရှာဖို့မဟုတ်ငါကြောက်လာဝယ်တာနော်မင်းလုံးလိုမျိုးတရက်ရှာမှတရက်ရမှမယ်တရက်ဒီလိုကြောက်ရောင်းစားမှပတ်စံရတဲ့အထင်မှာငါမပါဘူးမင်းဘာစကားပြောရလဲဘာလဲအနာချီလို့ဆက်လာတာမရမင်းထိုးကန်နေတော့ဟဲ့မင်းမလုံးနဲ့လေကွာမင်းကလေးတယောက်ကိုလို့မင်းဘာသိလို့ဝင်ပန်နေအောင်ဟိုမင်းကလေးတယောက်ကိုလက်မပါရဘူးကွာမင်းဘာသူတော်ကောင်းဝင်လုံနေအောင်ဘာမှမသိပဲနဲ့光人好啊！是跟带不一样。哦，是看不咯，也是看不咯。他们你咋讲叫老鬼？哎，好在找了位了，看哪对嘛，什么表片多看哪，你说个喏？看到那嘛，看那是叫这种亚台系的。哦，那就自己要嘞，你可以叫看哪，给人拿了是讲呀。哦，找了呀，一包来听嘛咯，一家都到里来喏，龙华生意呢，没地讲了咯。အရင်လာနော်စိတ်စိမ့်လေးနဲ့တို့ကဒီဖက်မှာပဲတုံးလုံးနီးနီးပါတာနော်သူရဲ့အရင်မှန်ဝေါစိမ့်အိညာမဲတို့လားလုံးဝအရေးကစိမ့်အိညာမဲသူ့အရေးအယောင်ကိုကြည့်လိုက်အယောင်ကနော်အပွင့်အယောင်နဲ့လာနေတို့လားတော်တော်လေးလာတယ်ညီမပြောသူ့ရဲ့ဒီအရေးကဒီညာပါမဟုတ်ဒီမှာတအုံလုံးလာနော်တုံးလုံးနီးနီးလာတာဒီကြောက်လေးကတော့လက်ကောက်ပါခေါင်းလို့ရညီမတို့အရေးလက်ကောက်ခေါင်းမှာဒီကြောက်လေးအရေးလက်ကောက်လက်လာလေးခေါင်းမှာနော်ဒါလေးကိုကြတော့ရောက်မှလဲဒါလေးက50တော့မကြိုက်ဘူးကွာ20ကြိုက်တယ်ရောင်းမေးမလား20နင်းတော့မရဘူးဟမ်ကြောက်ကဒီလုံးလုံးအရေးပါတယ်နော်ဒီလုံးလုံးအရေးဒီစားကြည့်လို့ဟုတ်တယ်ဒါမဲ့ခေါင်းရမှာရေမစေးပဲဟုတ်တယ်လို့လေနော်အဲ့လိုလောက်လိုက်ငါသိမြန်သူပေးလိုက်မယ်ခဏလည်းခုပေးတဲ့အတွက်နော်25သိန်းနဲ့ရောင်းပေးလိုက်တော့ဟုတ်ပြီရနော်ရောင်းပေးလိုက်ဟုတ်ရောင်းလိုက်โอเคကဲကိုမမတို့ရဲ့ဒီရဲ့ကြောက်လေးနော်ညီမ25သိန်းနဲ့ရပြီဒီကြောက်လေးကိုကြိုက်ရဆိုညီမမစင်ကြမယ်ဆက်တွေ့ပဲဒီကောင်လေးကတော့ညီမတို့သုံးလုံးအရေခဲခေါင်းမှာနော်ဒီကြောက်ညီမတီချာလေးပြန်ပြပြီမယ်